ဒီညမှာတကယ်ပွဲကြီးပွဲကောင်းစပါမယ်ပေါ့နော်ဒီညစပိန်နဲ့အာဂျင်တီးနားကံမှာပါနောက်ဆုံး final ဘောလူပွဲဖြစ်ပါတယ်ဒီပွဲမှာနိုင်တဲ့သူက World Cup ကိုရရှိပါမယ်ပေါ့နော်စပိန်နဲ့အာဂျင်တီးနားမှာမိတ်ဆွေတို့ကဘယ်အသင်းနိုင်မယ်လို့ထင်လဲဥပမာကိုကစပိန်နိုင်တယ်လို့ထားပါတော့โอเคစပိန်နိုင်တယ်ဘယ်နှကိုနဲ့အာဂျင်တီးနားကိုနိုင်ပါလဲပေါ့ကိုကဒါကိုခံမှန်းလို့နိုင်တယ်ဒါမှမဟုတ်အနီးဆန်ဆုံးဖြစ်တယ်ဆိုရင်$5ကို reward ရရှိမှာဖြစ်ပါတယ်။တစ်ယောက်တည်းရရှိမှာမဟုတ်ဘူး။3ယောက်ရရှိမှာဖြစ်ပါတယ်။တစ်ယောက်ကို$5စီပေါ့နော်။လုံနီးကင်နီကတော့လွယ်လွယ်လေးပဲကျွန်တော်ဒီမှာရေးထားတယ်။ပထမဦးအစောစောခံမှန်းသူဖြစ်ရမယ်ပေါ့နော်။နောက်တော့အနီးဆက်ဆုံးခံမှန်းတဲ့သူဖြစ်ရမယ်။ပြီးတော့ရင်ဒီ post ကိုကဒီ share တဲ့သူဖြစ်ရမယ်ပေါ့နော်။နောက် page ကို follow ထားတဲ့သူဖြစ်ရမယ်။ Okay ဒါပြီးသွားပြီဆိုရင်တော့ဒီအောက်မှာရှိတဲ့ font လေးပါ။ဒီ font လေးပေါ့နော်။ဒီ font လေးကိုနှိပ်ပြီးတော့ကိုဒီနေရာမှာထက်စစ်ပြီးတော့ဖြည့်လို့ရတယ်ဒီနေရာမှာ